안녕하세요 여러분.အခုပြောပြမှာကတော့အာရအော်ရောအိုယိုဥယူဤဆိုတဲ့စာကိုဒီနေ့ဒီဗီဒီယိုမှာတင်ပေးသွားမှာဖြစ်ပါတယ်။မနေ့ကသင်ခဲ့တာကခန္ဓာသာရမပါစအာကြကြခတ္တပါဆိုတဲ့ဟာတွေကိုကြက်ပြီးပေါ့နော်။အခုသင်ပြမှာကတော့အာရအော်ရောအိုယိုဥယူဤဆိုတဲ့စာလုံးကိုဒီနေ့ဒီဗီဒီယိုမှာသင်ပြပေးမှာဖြစ်ပါတယ်။ 그럼 시작해볼까요? ပထမဆုံးအရင်စမှာကကြတော့အာဆိုတဲ့တော့အရင်စမှာဖြစ်ပါတယ်အပေါ်အောက်ဆွဲမယ်ပေါ်အောက်ဆွဲပြီးရှင်ပညာဆွဲမယ်အဲ့ဆိုရင်သူ့ရဲ့အတန်ထွက်ကကြတော့အာလို့အတန်ထွက်ပါတယ်အာပါလို့အတန်ထွက်ပါတယ်နောက်တစ်ခုကကြတော့သူ့ရဲ့အတန်ထွက်ကကြတော့ရာပါအပေါ်အောက်ဆွဲမယ်မြင်းချောင်းလေးနှစ်ခုဆွဲလိုက်မယ်ဆိုရင်သူ့ရဲ့အတန်ထွက်ကကြတော့ရာလို့အတန်ထွက်ပါတယ်အာရာနောက်တစ်ခုကကြတော့သူ့ရဲ့အတန်ထွက်ကကြတော့အောပါအပေါ်အောက်ဆွဲမယ်မြင်းချောင်းလေးကိုပညာဆွဲမယ်ဆိုရင်သူ့ရဲ့အတန်ထွက်ကကြတော့အောလို့အတန်ထွက်ပါတယ်အာယာအောနောက်တစ်ခုကကြတော့ရောပါရောမြင်းချောင်းလေးဆွဲလိုက်မယ်မြင်းချောင်းလေးနှစ်ခုဆွဲလိုက်မယ်ဆိုရင်သူ့ရဲ့အတန်ထွက်ကကြတော့ရောလို့အတန်ထွက်ပါတယ်ရောအာယာအောရောနောက်တစ်ခုကကြတော့သူ့ရဲ့အတန်ထွက်ကကြတော့အိုပါအပေါ်အောက်ဆွဲမယ်မြင်းချောင်းလေးကိုပညာလေးဆွဲလိုက်မယ်ဆိုရင်သူ့ရဲ့အတန်ထွက်ကကြတော့အိုလို့အတန်ထွက်ပါတယ်အာယာအောရောအာယာအောရောနောက်တစ်ခုကကြတော့သူ့ရဲ့အတန်ထွက်ကကြတော့ယိုပါမြင်းချောင်းလေးနှစ်ခုဆွဲလိုက်မယ်ပြီးရင်ပညာဆွဲလိုက်မယ်ဆိုရင်သူ့ရဲ့အတန်ထွက်ကကြတော့ယိုလို့အတန်ထွက်ပါတယ်ယိုအာယာအောရောယိုအာယာအောရောနောက်တစ်ခုကကြတော့သူ့ရဲ့အတန်ထွက်ကကြတော့ဥပါပညာဆွဲမယ်အပေါ်အောက်ဆွဲမယ်ဆိုရင်သူ့ရဲ့အတန်ထွက်ကကြတော့ဥလို့အတန်ထွက်ပါတယ်အင်္ဂလိပ်အခရာမှာဆိုရင်ဒီကိုရီးယားအခရာမှာဆိုရင်ဥပေါ့နော်အာယာအောရောယိုနောက်တစ်ခုကကြတော့သူ့ရဲ့အတန်ထွက်ကကြတော့ယူပါယူလို့အတန်ထွက်ပါတယ်ပညာဆွဲမယ်မြင်းချောင်းလေးနှစ်ချောင်းဆွဲနေမယ်ဆိုရင်သူ့ရဲ့အတန်ထွက်ကကြတော့ယူလို့အတန်ထွက်ပါတယ်ယူအာယာအောရောယူနောက်တစ်ခုကကြတော့သူ့ရဲ့အတန်ထွက်ကကြတော့လို့အတန်ထွက်ပါတယ်ဒီရဲ့တရလေးကလို့အတန်ထွက်ပါတယ်ပါနောက်တစ်ခုကကြတော့မြင်းချောင်းလေးကိုတစ်ချောင်းဆွဲပေးရမှာဖြစ်ပါတယ်အဲဆိုရင်သူ့ရဲ့အတန်ထွက်ကကြတော့ဒါကပေါ့နော်ပါအာယာအောရောအိုယို그럼 다시 아야 어여 오요 우유ဒီနေ့ဒီဗီဒီယိုကိုကြည့်ရှုပေးတဲ့အတွက်အားလုံးကိုအများကြီးကျေးဇူးတင်ပါတယ်ရှင်နောက်ထပ်ဗီဒီယိုမှာလည်းပြန်ပြီးတော့ဆုံတွေ့ကြမှာဖြစ်ပါတယ်ရှင်ကျေးဇူးပါရှင်